ဒီအရန်ငယ်တဲ့ကလေးတွေနဲ့ကြတော့internet လုပ်လို့မရဘူးစကားပြောရတာအဆင်မပြေတာမျိုးတွေရှိအဲ့တော့ unplug coding ကသင်နေပေမဲ့သင်လို့မရဘူးဖြစ်နေအဲအကြောင်းလေးနည်းနည်းထည့်ပြောမယ်unplug coding ကဘာလို့လုပ်လို့ရမလဲဆိုတော့ကွန်ပျူတာမလိုဘဲနဲ့ဒီ programming concept တွေကိုသင်တာပေါ့တခါတော့ post တစ်ခုရေးဦးတယ်ခေါင်းစဉ်ကဟိုနဲ့ဒီ programming with paper and computing without computer ဆိုပြီးခေါင်းစဉ်နဲ့ရေးဦးတယ်အဲ့အတွက် cheat လေးတွေလည်းအဆင်ပြေရင်ထည့်ပေးလိုက်မယ်3ရက်ပြီးသွားတဲ့ခါကျရင်လေနောက် code အောက်ကကြတော့စစချင်း mouse စကင်တာကနေပြီးတော့သူကစထားတယ်ဒီသွားမယ်ဆိုရင်တော့ Scratch Junior ပြီးမှ Code of ကိုသွားပေါ့နော်အဲ့ဒါပိုပြီးအဆင်ပြေတယ် mouse စကင်တာကနေပြီးတော့သူ့ရဲ့ဒီ unit 1လို့ပြောရမှာပေါ့သူကကြာ unit နဲ့မခေါ်ဘူးဒီ lesson 1 stage level 1နဲ့ခေါ်တယ်သူ့ရဲ့ဒီပထမဆုံးမှာဆိုရင် mouse ကိုကင်တာပြီးတော့ဒီ Scratch ကို block တုံးလေးတွေရွှေ့တဲ့အပိုင်းကို sorry Scratch ဆိုတဲ့ဒီ block တုံးလေးတွေရွှေ့တဲ့အပိုင်းကိုသူကစပြီးတော့သင်ပေးတယ်ပေါ့အကုန်လုံးဘယ်ကစမလဲဆိုတော့ဒီ Code of ရဲ့computer science class A ကနေစတာအကုန်လုံးအတွက်အဆင်ပြေဆုံးပဲဒီ Scratch Junior ကကြတော့ကွန်ပျူတာမကင်နိုင်သေးတဲ့သူတွေအတွက် unplug coding ကကြတော့ဒီကွန်ပျူတာတွေ mobile device တွေ screen time ကိုမပေးချင်သေးရင် unplug coding လုပ်လို့ရတယ်ဒီ mobile device တွေစကင်ပြီဆိုရင်တော့ Scratch Junior ကိုသုံးလို့ရတယ်ဒါမှမဟုတ်ကွန်ပျူတာဘက်ကိုစကူးမယ်ဆိုရင်တော့ Code of ပြီးတော့မှနောက် Scratch ဘက်ကိုသွားပါတော့